ကျွန်တော်တို့ခရိယန်အသက်တာရဲ့အနှစ်သာရလေးတစ်ခုဒီကနေ့နှုတ်ကပတ်တော်ကကျွန်တော်တို့ကိုသတိပေးတယ်အဲ့ဒါကဘာလဲဆိုရင်ကျွန်တော်တို့အသက်ရှင်ရတဲ့ဒီဘဝအသက်တာကတဲ့ကျွန်တော်တို့ရဲ့အလိုဆန္ဒထက်ဘုရားသခင်ရဲ့အကြံစီတော်အောက်မှာရှင်သန်နေထိုင်ရခြင်းဖြစ်တယ်ဆိုတာလေးကိုသတိပေးပါတယ်ကျွန်တော်တို့တစ်ခါကြားလို့ရှိရင်ကျွန်တော်တို့သိတယ်နားလဲတယ်လှုပ်ဆောင်တယ်ဆိုပြီးကိုယ့်ရဲ့ဉာဏ်ပညာတွေကိုအသုံးပြုကြတယ်သို့တော်ညာလည်းပဲဘုရားသခင်ရဲ့အကြံစီတော်အောက်မှာမရှိရင်ကျွန်တော်တို့ဟာဘာမှဒီအကြံစီတော်တွေဟာအကောင်ထဲဖော်နိုင်မှာမဟုတ်ဘူးဆိုတဲ့အကြောင်းအရာကိုတစ်ဖက်မှာတွေ့ရတယ်လို့အခြားတစ်ဖက်မှာလည်းကျွန်တော်တို့တွေဟာဘုရားသခင်ပေါ်မှာစိတ်ချသောယုံကြည်ခြင်းနဲ့ရှင်သန်တဲ့အခါမှာတွေ့ကြုံရတဲ့အရာတွေအားလုံးဟာကျွန်တော်တို့ကိုအထဲထဲထိဝင်ရောက်တဲ့အထိကျွန်တော်တို့ကိုဘုရားသခင်ကအခွင့်မပေးတာတွေလည်းတွေ့ရတယ်ဆိုတာကိုဒီကနေ့နှုတ်ကပတ်တော်အပြင်ကြားနာတာဖြစ်ပါတယ်ဒီနေ့ကြားရတဲ့ဧဝံဂေလိကျမ်းစာတော်မြတ်ထဲမှာသခင်ခရစ်တော်ကိုဒုက္ခပေးဖို့အတွက်လူတွေဟာအစဉ်သင်းဆောင်တယ်အဲ့ဒီအချိန်မှာတဲ့ဘာပြောလဲဆိုတဲ့အခါကျရင်သခင်ခရစ်တော်ကိုလက်နဲ့သူတို့ထိလို့မရဘူးတဲ့ဘာကြောင့်လဲဆိုတော့အချိန်အခါမရောက်သေးလို့ရေးသားထားတာတွေ့ရပါတယ်ဆိုတော့ကျွန်တော်တို့ရဲ့ဘဝအသက်တာမှာဘာကိုတွေ့ရလဲဆိုတဲ့အခါကျရင်ကျွန်တော်တို့ကတစ်ခါကြလို့ရှိရင်ကြောက်စိတ်တွေစိုးရိမ်စိတ်တွေနဲ့နေသည့်ကျေးဇူးတော်အသက်မှာလွတ်လပ်ခြင်းတွေနဲ့မရှင်သန်နိုင်ဘူးဒါကျွန်တော်တို့လူသားတွေမှာဖြစ်ပျက်နေတဲ့အရာတွေဖြစ်နေအခုဒါကြောင့်မို့ YouTube တွေပဲကြည့် Facebook တွေပဲကြည့်များသောအားဖြင့်ကျွန်တော်တို့တွေ့ရှိနေရတဲ့အရာလေးတစ်ခုရှိတယ်အဲ့ဒါကဘာလဲဆိုတော့မနေ့တုန်းကကျွန်တော်တို့ဘုန်းကြီးနှစ်ပါးကိုဖီလက်တို့ရှင်နဲ့အဇမ်ဆူတောင်းပေးပြီးကျွန်တော်တို့ပြန်လာတဲ့အခါမှာဘုန်းကြီးနှစ်ပါးစကားပြောပြတဲ့အခါမှာဖာဘရူနိုကဘာပြောလဲဆိုတော့ကိုကြီးတဲ့ကျွန်တော်ဒီတပတ်အတွင်းမှာတဲ့လူ3ယောက်ကိုအတုပသွားချပေးပူတယ်တဲ့အဲ့3ယောက်ထဲမှာတဲ့3ယောက်စလုံးကကင်ဆာဖြစ်ပြီးသေတာတဲ့ကင်ဆာဖြစ်ပြီးတော့သေတာတဲ့ဘာကြောင့်ကင်ဆာဖြစ်ရလဲလို့ကျွန်တော်တို့ YouTube တွေလေ့လာကြည့်ပါ stress လို့ခေါ်တဲ့ကျွန်တော်တို့မှာပူပင်သောကစိတ်တွေများတဲ့အခါမှာကင်ဆာဖြစ်ကြပါတယ်ဘာဖြစ်လို့ပူပင်သောကစိတ်ကျွန်တော်တို့များတာလဲဆိုရင်ကိုယ်ဉာဏ်ကိုအမိပြုပြီးဘုရားသခင်ကဒီနေ့ကျွန်တော်တို့ဧဝံဂေလိကျမ်းစာမှာတတိပေးထားတဲ့အတိုင်းပဲကိုရောအလိုမရှိရင်ဘလို့မှထိလို့မရဘူးဆိုတဲ့အရာကိုကျွန်တော်တို့စွဲကင်မှုမရှိလို့ပဲဖြစ်ပါတယ်ဒါဟာပထမတစ်ချက်ဖြစ်ပါတယ်ဆိုတော့သင်နဲ့ကျွန်တော်တို့ရဲ့ဘဝနေ့တစ်ကျေးဇူးတော်အသက်တာနဲ့လွတ်မြောက်ခြင်းအခွင့်မှာကျွန်တော်တို့ဒီနေ့အတူတကွစဉ်းစားရအောင်ကျွန်တော်တို့ရဲ့ဘဝအသက်တာမှာလွတ်လပ်ခြင်းငြိမ်သက်ခြင်းနဲ့ဘုရားသခင်အခွင့်မပြုရင်ကျွန်တော်တို့ကိုဘာမှလုပ်လို့မရဘူးဆိုတဲ့အရာတစ်ခုကိုဒီနေ့အတူတကွထောက်ရှုရအောင်တစ်ဖက်မှာကျတော့ကျွန်တော်တို့ပထမကျမ်းစာတော်မြတ်ထဲကအယံမဲ့ကောင်းတဲ့အရာလေးရှိပါတယ်အဲ့ဒါကဘာလဲဆိုရင်ပညာအလိမ္မာကျမ်းဖြစ်ပါတယ်အတွေးခေါ်နေတဲ့လူကဘလို့စဉ်းစားလဲဆိုတဲ့အခါကြလို့ရှိရင်ဘဝတူတယ်တဲ့နောက်ဘဝဘာဖြစ်မလဲဆိုတာကိုလည်းငါတို့မသိဘူးတဲ့အဲ့ဒီအတွက်တဲ့ငါတို့လှုပ်ချင်တာလုပ်မယ်တဲ့ဘာလုပ်မှလဲဆိုတဲ့အခါကြလို့ရှိရင်အပြစ်မဲ့တဲ့လူကိုတဲ့ငါတို့သွားတတ်မယ်တဲ့အပြစ်မဲ့တဲ့လူကိုတဲ့အရှက်ရောက်အောင်လုပ်မယ်တဲ့အပြစ်မဲ့တဲ့လူကိုတဲ့ငါတို့ကြောက်ချမယ်တဲ့တွေးတဲ့အတွေးတွေကြည့်နော်ပညာနေတဲ့လူကဘဝတူတူလေးပါတဲ့ပေပြီးရင်လည်းဘာဖြစ်မလဲဆိုတာကိုမသိဘူးတဲ့အဲ့ဒီအတွက်တဲ့အပြစ်မဲ့တဲ့ဖြောက်မှတ်တဲ့လူကိုတဲ့ငါတို့ဒုက္ခသွားပေးမယ်တဲ့အဲ့လိုဒုက္ခသွားပေးမယ်ဆိုပြီးစဉ်းစားပြီးတော့မှသူတို့တွေကတဲ့ဒုက္ခပေးဖို့ကြံစီကြတယ်တဲ့ဒါပေမဲ့အဲ့လိုကြံစီတဲ့အခါမှာတဲ့အဲ့ဒီအကြံစီကိုဘုရားသခင်ကအခွင့်မပြုဘူးတဲ့ဘလို့အားမျိုးလဲဆိုတဲ့အခါကြလို့ရှိရင်ဘုရားသခင်ဟာဖြောင့်မတ်ခြင်းတွေကိုထွန်းတောက်စေတယ်ပြီးသွားတဲ့အခါကျရင်သူ့ရဲ့တည်ရှိခြင်းကိုဖော်ပြတယ်ဆိုတဲ့အကြောင်းအရာလေးကိုဒီကနေ့ပထမကျမ်းစာတော်မြတ်ထဲကကြားခဲ့ရတာလေးဖြစ်ပါတယ်ဆိုတော့ဒီကနေ့ကြားရတဲ့နှုတ်ကပတ်တယ်လေးကိုကျွန်တော်တို့အတူတူကနှလုံးသွင်းရအောင်ဒီနေ့ပထမကျမ်းစာကဲ့သို့လဲကျွန်တော်တို့ရဲ့ဘဝအသက်တာမှာဖြစ်တယ်အဲ့ဒါကဘာလဲဆိုရင်မနေ့တုန်းကကျွန်တော်ဝေမျှခဲ့တဲ့စကားလေးတိုင်းပဲဖြစ်ပါတယ်မိဘပြောတာမယုံဘူးတဲ့တငယ်ချင်းပြောတာယုံတယ်တဲ့ဖះကိုတော့မကြောက်ဘူးတဲ့တရေကိုတော့ကြောက်တယ်တဲ့
ကျွန်တို့ရဲ့ဘဝတက်တာမှာနေ့စဉ်ဘဝတက်တာမှာဘုရားသခင်ကိုအားကိုးနေတော်ညာလဲပဲဆုတောင်းနေတော်ညာလဲပဲကျွန်တို့ရဲ့အတွေးခေါ်၌ဘုရားသခင်ရဲ့အမှန်တကယ်ကောင်းမြတ်တော်မူခြင်းနဲ့တည်ရှိခြင်းကိုလမ်းလွဲစေပြီးကိုယ့်ရဲ့ဆန္ဒလျောက်အသက်ရှင်တဲ့အသက်တာတွေကိုကျွန်တို့ရဲ့နေ့စဉ်ဘဝတက်တာမှာမိမိကိုယ်၌ကလည်းတွေ့ကြုံရပါတယ်ဒါကြောင့်မလို့ဒီနေ့ကျွန်တို့ရဲ့နှုတ်ကပတ်တော်ကိုအတူတကွခွန်အားသွင်းနှလုံးသွင်းနဲ့အချက်ကလေးတစ်ချက်ကိုအတူတကွစဉ်းစားရအောင်အဲ့ဒါကဘာလဲဆိုတော့နေ့သက်မှာကျေးဇူးတော်အသက်နဲ့ဘုရားသခင်ရဲ့ကွယ်ကာဆောက်ရှောက်ခြင်းကိုကျွန်တို့အပြည့်အဝယုံကြည်ပြီးနေ့စဉ်ဘဝတက်တာရဲ့အကြံစီတော်မှာဘုရားသခင်ရဲ့အကြံစီတော်ကိုကျွန်တို့ရှားဖွေတွေ့ရှိပြီးအသက်ရှင်နိုင်တဲ့ကျေးဇူးတော်လေးကိုဒီနေ့မိစားတဲ့မြတ်မှာအတူတကွတောင်းခံကြရအောင်လို့ဒီမှာရှိရဲ့ဘာသူဓမ္မမိတ်ဆွေတွေနဲ့အားလုံးကိုဖိတ်ခေါ်လိုက်ပါတယ်အားလုံးကျေးဇူးပြုမတ်တရရဲ့ဆုပန်ကြရအောင်